မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာလူတွေရဲ့စိတ်ဆန္ဒဟာအလွန်ကြီးမားတဲ့စွမ်းအားတစ်ခုလို့ဒီလိုဟောကြားတာဖြစ်တယ်လူတွေကိုဗဟုပြုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဟောကြားတာဖြစ်သောကြောင့်တခြားအမြင်တွေနဲ့မတူညီတဲ့အမြင်တစ်ခုကိုရမြတ်စွာဘုရားရဲ့အဆုံးအမဟာဘာသာရေးလို့တောင်ခေါ်ဖို့မကောင်းတဲ့ပညာရေးတစ်မျိုးသာလျှင်ဖြစ်တယ်လောကလူသားတွေအသိပညာရဖို့အတွက်ကအဓိကသာဖြစ်တယ်ယုံကြည်မှုကိုဦးစားပေးပြီးတော့ဆောင်ရွက်ရတဲ့ကိစ္စမျိုးမဟုတ်ဘဲနဲ့အသိပညာကိုရှေ့တန်းတင်ပြီးတော့လုပ်ကိုင်ဆောင်ရွက်ရတဲ့လိုက်နာကျင့်သုံးရတဲ့အဆုံးအမများသာဖြစ်တယ်ပေါ့ယုံကြည်မှုဆိုဒီမှာအသိပညာနဲ့တွဲဖက်ပြီးတော့မထားဘူးဆိုရင်အဲ့ဒီယုံကြည်မှုကို blind faith လို့ခေါ်တယ်မျက်ကန်းယုံကြည်မှုလို့ခေါ်တယ်မျက်ကန်းယုံကြည်မှုဟာမှန်ကန်လို့ရှိရင်တော်သေးတယ်မမှန်ကန်တဲ့ကိစ္စမျိုးကိုယုံကြည်လက်ခံပြီးလို့ရှိရင်ကောင်းကျိုးတဲ့ဆိုးကျိုးတွေကိုဖြစ်ပွားစေနိုင်တယ်ဒါကြောင့်မို့ယုံကြည်မှုတသက်ကိုအခြေပြုတာမဟုတ်ဘဲနဲ့အသိပညာနဲ့တွဲဖက်လာတဲ့ယုံကြည်မှုကိုအခြေပြုတာဖြစ်လို့မြတ်ဗုဒ္ဓကိုကိုယ်ဝယ်စိတ်ကပ်ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုမိမိတို့မှတ်သားနာယူပြီးတော့ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်သုံးသပ်ပြီးလိုက်နာဆောင်ရွက်ကြရတဲ့လုပ်ငန်းသာဖြစ်တယ်အသိပညာနဲ့ဆင်ခြင်သုံးသပ်လိုက်လို့မမှန်ကန်ဘူးဆိုရင်လိုက်နာစရာမလိုဘူးမှန်ကန်မှသာလိုက်နာဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းအဆုံးအမဩဝါဒတွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဟောပြောချက်ဆုံးမသွန်သင်မှုတွေဟာသွားခါတအမှန်တိုင်းဟောရတာဖြစ်တယ်အမှန်ဆိုဒီမှာသဘာဝတရားအတိုင်းလောကကြီးမှာလက်တွေ့ဖော်ဆောင်နိုင်တဲ့ကိစ္စမျိုးတွေကိုသာဟောပြောတာဖြစ်တယ်မဖြစ်နိုင်တာတွေကိုဖြစ်နိုင်အောင်ဖြစ်တဲ့အရာရောင်ပုံဆောင်ပြီးတော့ဟောပြောတာတွေမဟုတ်ဘူးမဖြစ်နိုင်တာတွေကိုဖြစ်တယ်လို့လွဲမှားစွာဟောပြောတာလည်းမဟုတ်ဘူးတကယ်လို့ရင်တကယ်ဖြစ်နိုင်တဲ့အရာဖြစ်သောကြောင့်လောကမှာလက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတစ်ခုကိုသာမြတ်စွာဘုရားကိုယ်ပိုင်ဉာဏ်နဲ့သိရှိပြီးဟောပြောတာဖြစ်တယ်ဘုရားကိုယ်တိုင်ကတယံအဘိညာသစ္စိကတ္တဝပဝေဒေမိအကျဉ်းချင်းအထက်ထပ်ပြောခဲ့တဲ့စကားလေးကတယံအဘိညာကိုယ်တိုင်သိရှိပြီးတော့မှသစ္စိကတ္တဝလက်တွေ့ကိုယ်တိုင်ကျင့်သုံးလိုက်နာပြီးတဲ့အခါမှာပဝေဒေမိလူသားတွေအတွက်ချပြဟောကြားတာဖြစ်တယ်လို့ဆိုတော့မိမိကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးဖြစ်ပေါ်လာတဲ့အကျိုးကိုဖော်ဆောင်တဲ့တရားမျိုးကိုသာလေမြတ်စွာဘုရားဆုံးမဩဝါဒပေးတာဖြစ်တယ်လက်တွေ့မကြတဲ့တရားမျိုးကိုလည်းမဟောဘူးလှုပ်ဆောင်တော်လည်းပဲရှင်းဆောင်တော်လည်းပဲဟောပြောတဲ့အတိုင်းမဖြစ်တဲ့တရားမျိုးကိုလည်းမြတ်စွာဘုရားမဟောဘူးဒါကြောင့်ကိုယ်တိုင်သိပြီးကိုယ်တိုင်လက်တွေ့လုပ်တဲ့အခါမှာကိုယ်တိုင်အကျိုးကျေးဇူးကိုခံစားရတဲ့တရားမျိုးကိုဟောတာဖြစ်သောကြောင့်မှန်ကန်မှုကိုအာမခံချက်ပေးတဲ့အနေနဲ့သက္ခတမှန်ကန်စွာဟောတယ်ဆိုတဲ့တရားဟာကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်ပါမလားလို့ဆိုတော့တန်ဒိဋ္ဌိကိုကိုယ်တိုင်သိနိုင်တဲ့တရားလို့ဒီလိုဆိုလို့တချို့တရားတွေကမှန်တော့မှန်တယ်ကိုယ်တိုင်သိခွင့်မရှိဘူးဆိုတဲ့တရားမျိုးလည်းရှိသေးတယ်အတွေ့အခေါ်ယူဆတွေကမှန်မှန်ကန်ကန်ပြောတယ်လို့ဆိုသည့်တိုင်အောင်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်တိုင်သိခွင့်မရှိဘူးဆိုရင်ဖြစ်တတ်เสียမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမတရားကတော့တန်ဒိဋ္ဌိကိုကိုယ်တိုင်သိရှိနိုင်တယ်လို့သူတို့ဆိုဒါဖြင့်ကိုယ်တိုင်သိနိုင်တဲ့တရားဟာဘလောက်ကြာမှသိတာလဲလို့မေးလို့ရှိရင်အကာလိကောအခုလို့ရင်အခုသိတယ်အတိုင်းတာတစ်ခုရအခုလိုက်နာအခုသိနိုင်တဲ့တရားမျိုးဖြစ်တယ်ဆိုတာကိုလည်းရှင်းလင်းဖော်ပြထားတာဖြစ်တယ်အဲ့ဒါလို့ကိုယ်တိုင်လည်းသိခွင့်ရှိတယ်
လိုက်နာတဲ့ပုဂ္ဂိုလ်လည်းအချိန်မဆိုင်မဲနဲ့လိုက်နာတဲ့အတိုင်းအတာတစ်ခုအရအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေတယ်ဆိုတော့ဒီအဆုံးအမနဲ့ပတ်သက်လာပြီးကိုယ်မိတ်ဆွေတွေကိုဖိတ်ခေါ်ပြီးတော့အေဟိပတ္တိကောလာပါလက်တွေ့လှုပ်ချစမ်းပါလို့ဖိတ်ခေါ်ပြောတိုင်းလောက်တဲ့ဖိတ်ခေါ်ပြောတော့လေလွယ်မှားမှုမရှိသည့်အတွက်ကြောင့်ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပြောဆိုနိုင်တဲ့အဆုံးအမဩဝါဒမျိုးတာဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်အေးမြတ်စွာဘုရားရဲ့တရားတော်တွေဟာမိမိရဲ့နှလုံးသားထဲရောက်သွားပြီဆိုလို့ရှိရင်ဤသည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ပူလောင်နေတဲ့နှလုံးသားဟာလည်းအေးချမ်းမှုကိုရရှိသွားတယ်ရှုပ်ထွေးနေတဲ့စိတ်ဓာတ်တွေကိုလည်းပဲရှင်းလင်းသွားတယ်လောကကြီးမှာအမောင်ထဲရောက်နေတဲ့အနေအထားတွေဟာလည်းအလင်းရောင်တွေရသွားတယ်အဲ့ဒါလို့အခြေအနေမျိုးတွေကိုဖြစ်ပေါ်စေတတ်တာဖြစ်သောကြောင့်ဩပနေယိကလူတိုင်းရဲ့စိတ်ထဲမရောက်အောင်နှလုံးသွင်းနိုင်တဲ့တရားဥပမာမဲ့ကျမ်းမာစေတတ်တဲ့ဆေးဝါးသို့မဟုတ်ကျမ်းမာစေတတ်တဲ့အစာဟာလူရဲ့ခန္ဓာကိုယ်ထဲရောက်ရှိအောင်ပို့ဆောင်လိုက်လို့ရှိရင်ကျမ်းမာမှုကိုထောက်ကူပြုသွားပြီးယောဂဝေဒနာကိုပျောက်ကင်းသက်သာစေနိုင်တာဆိုတာလိုပဲလူတွေရဲ့စိတ်ထဲရောက်လာလို့ရှိရင်ပူပင်ကောတောကရောက်နေတဲ့စိတ်တွေအေးချမ်းသွားလိမ့်မယ်ပူပန်တောကရောက်နေတဲ့စိတ်တွေဟာချက်ချင်းအေးချမ်းသွားပြီးရှုပ်ထွေးနေတဲ့စိတ်တွေဟာကြည်လင်းလာလိမ့်အမောင်ထဲရောက်နေတဲ့အတွေးတွေဟာလည်းပဲလင်းလာတဲ့အလင်းထဲမှာသိနိုင်တဲ့အနေအထားမျိုးတွေရောက်လာနိုင်တယ်အဲဒါကြောင့်မို့ဩပနေယိကတရားဓမ္မမိမိနှလုံးထဲရောက်လာအောင်လုပ်သင့်တယ်လို့ဒီလိုအာမခံချက်ပေးတယ်သို့တော့မြတ်စွာဘုရားရဲ့အဆင့်မြင့်တရားဆိုတာတာမန်ပုဂ္ဂိုလ်တွေလွယ်ကူနဲ့ရနိုင်တာတော့မဟုတ်ဘူးတကယ်လိုက်တွေ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကလုံလောက်တဲ့အသိဉာဏ်ရှိဖို့တော့လိုတယ်ဒါကဘုရားတရားမှမဟုတ်ပါဘူးလောကီမှာစီးပွားရေးပညာပဲဖြစ်ဖြစ်တခြားပညာတွေပဲဖြစ်ဖြစ်သင်ယူကြတဲ့ပညာတွေဟာသင်တဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းပေါ်မှာမူတည်ပြီးတော့တတ်သိနားလည်မှုထူးချွန်မှုဆိုတာဖြစ်ပေါ်လာတယ်လူတိုင်းဟာတတ်တယ်လို့ဒီလိုပြောလို့မရဘူးဘယ်ပညာပဲဖြစ်ဖြစ်လူတိုင်းဟာကျွမ်းကျင်လိမ္မာသွားမှဆိုတာတော့မဖြစ်နိုင်ဘူးလူတွေရဲ့အရည်ချင်းအားလျော်စွာသာဖြစ်နိုင်စီးပွားရေးပညာပဲဖြစ်ဖြစ်ကျန်းမာရေးပညာပဲဖြစ်ဖြစ်လူမှုရေးပညာပဲဖြစ်ဖြစ်မြည်သည့်ပညာမျိုးမှာပဲဖြစ်ဖြစ်ပုဂ္ဂိုလ်ရဲ့အရည်ချင်းချင်းဟာကွဲပြားခြားနားကြလို့အရည်ချင်းရှိတဲ့ပုဂ္ဂိုလ်မှသာလျှင်အဆင့်မြင့်တာတွေကိုသိနိုင်တာဖြစ်သောကြောင့်ပစ္စတံဝေရိတဘောဝိညုဟိဝိညုဆိုတာငကိုယ်တည်းကအုံနောက်ကောင်းပြီးတော့အိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်မျိုးတွေစဉ်းစားတတ်တဲ့အသိဉာဏ်ထက်မြက်တဲ့သူများတဲ့အရည်ချင်းတွေပိုတာတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကိုဝိညုသူများတဲ့ပိုသိဝိဆိုတာပိုမိုထူးခြားစွာညူဆိုတာသိတာဝိညုသူများတဲ့ပိုသိတဲ့အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေပစ္စတံကိုယ်တိုင်မိမိတဏ္ဍာမှာဝေရိတဘောသိရှိခံစားနိုင်တဲ့တရားလို့ဟောမြတ်စွာဘုရားရဲ့အဆုံးအမသေချာစဉ်းစားကြည့်ရင်တော့ဘာသာရေးလုပ်ငန်းတစ်ခုလို့တောင်မှဆိုနိုင်စရာမရှိဘူးမဆိုဘဲနဲ့ပညာရေးလုပ်ငန်းတစ်ခုဘာပညာလဲလို့ဆိုရင်ဘဝပညာဘဝမှာနေနည်းထိုင်နည်းဆုံးမဩဝါဒပေးပြီးတော့ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းဘဝမှာကြီးပွားတိုးတက်ပြီးတော့တောကနဲနိုင်တယ်ဗျနဲအရှုပ်အထွေးတွေနဲနိုင်တယ်ဗျနဲစိတ်နှလုံးအေးချမ်းစွာဘဝခရီးကိုဖြတ်သန်းနိုင်တဲ့ပညာမျိုးလို့ဒီလိုတောင်ဆိုတဲ့အရာမျိုးဖြစ်တယ်အဲဒါကြောင့်မို့ပစ္စတံဝေရိတဘောဝိညုဟိလူတိုင်းသိနိုင်တာမဟုတ်ပေမဲ့လို့အသိပညာထက်မြက်ပြီးအိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ရသော်ဘုရားတရားတော်ရဲ့အနှစ်သာရကိုပိုင်နိုင်ကြီးသိနိုင်ပါတယ်လို့ဒီလိုပြောတဲ့အဆုံးအမဩဝါဒအဲ့ဒီအဆုံးအမဟာပညာရဲ့အရာသာဖြစ်တယ်ယုံကြည်မှုဆိုတဲ့တရားရဲ့အရာမဟုတ်ဘူးပညာရှိဖို့လိုအပ်တယ်ဒါကြောင့်မို့ပညာအားနည်းနေသေးတယ်ဆိုရင်
မဟာတတိပဒနာသုံးပါးမြတ်စွာဘုရားကတတိတန်သဇင်ညဒါကိုလေ့ကျင့်ဖို့ဆိုပြီးတော့ဟောထားတာရှိတယ်